သူမကသူ့ကိုညစာချက်ကျွေးတယ်သူမချက်ကျွေးတဲ့အရာကအရန်ကောင်းနေတာကြောင့်အရင်ကဘာတွေလုပ်ခဲ့တာလဲလို့မေးတယ်အမေကကလေးဘဝမှာဆုံးသွားတော့အဖေကနောက်အိမ်ထောင်ပြုသွားတယ်ဘဝကိုတယောက်တည်းပဲရုန်းကန်ခဲ့တာကြောင့်အကုန်လုံးတက်တယ်လို့ပြောလိုက်တော့သူမကိုဂရုဏာတက်စွာကြည့်တယ်သူမကတော့ရေမောစွာနဲ့အဲ့လိုမကြည့်ဖို့နဲ့သူမဘဝကအခုအားလုံးအဆင်ပြေနေပြီလို့ပြောလိုက်တယ်ပြီးတော့ဒလီသွားဖို့ဆရာရှိသေးလို့သူ့ကိုဒီမှာနေခဲ့ဖို့ပြောတော့သူမနေရဘူးဆိုပြီးသူပါလိုက်တယ်ထို့နောက်ကားတစ်စီးကအနားကိုကတ်လာတယ်ကားပေါ်ကဆင်းလာသူကရန်ကျိုးကျိုးဖြစ်နေတယ်စုခါခါကိုမတူမတန်တယ်လို့အကြည့်နဲ့ကြည့်ပြီးသူ့ရီးစားရဲ့ကားကိုကြွားတယ်နေ့လိုတထေးရဲ့ကားမောင်းသမားကိုချစ်သူတော်တာမဟုတ်ဘူးတထေးကိုချစ်သူတော်ထားတာလို့ပြောတယ်မင်းကိုကုမ္ပဏီမှာအနိုင်ကျင့်တာသူတို့တွေလားဆိုပြီးရန်ပြူဖို့ပြင်တော့ CEO ကတွန်းလွတ်တယ်ပြီးတော့အင်ဂျီကိုခါလိုက်တော့တရုတ်ပြည်မှာတလုံးတည်းပဲရှိတဲ့ဈေးကြီးနာရီကိုမြင်သွားတယ်သူလည်းဘယ်လိုပြောရမလဲအကြက်ရိုက်နေချိန်လမ်းဘေးကဝယ်လာတဲ့အတုမလားလို့ပြောလိုက်မှစိတ်အေးသွားတယ်ထို့နောက်ရန်ချင်းချင်းကသူတို့ကားကဒီဆိုင်ကယ်စုပ်ကြောင်ပုံသွားပြီးအယော်ပြန်ပေးလို့ပြောတယ်စုခါခါလည်းစိတ်တူလာတာကြောင့် CEO ကပြဿနာအေးအောင်သူပဲရော်ပေးပါမယ်ဆိုပြီးဘဏ်အကောင့်တောင်းပြီးငွေလွှဲလိုက်တယ်သူ့လိုကားမောင်းသမားကဒီလိုငွေတွေဘယ်ကရတာလဲလွှဲတဲ့နာမည်ကလည်းဖဲ့ပါနေတော့ဖဲမျိုးရိုးကသူ့ထေးလေးလားဆိုပြီးတန်တရားဝင်သွားတယ်ဒီတော့မှသူ့တထေးဘက်ကလာစာချိုပေးထားတာဖြစ်ပြီးသူ့ထေးဘဏ်အကောင့်ကိုသူ့ကိုလွှဲထားတာလို့ပြောမှအားလုံးယုံသွားကြတယ်